ဆိုင်တော့ဟဲ့လို့ဟာတိတ်ခါကောင်းတယ်လေအားလုံးကသူတို့တွေကြောက်နေတာရှာလို့ဒီနေ့ကတော့တန်းသိသေးတာဒီတော့သူတွေနေကြတာတော့ဘာလဲကတော့မတော်ဘူးတော့နေနိုင်နေမလွတ်တော့ဘူးဘယ်လိုလုပ်မလို့ရွာထဲမှာနစ်ကိုမိပါရဲ့ရောက်ကနစ်မှာတူတာဘာရောအဲ့နာအင်းဘူးပါလို့ရောက်မှာကိုချဖို့တာကောင်းတယ်ကြော်မှာငါဆိုင်တော့မရှိတော့ပါဘူးနော်နောက်ဆုံးကြောက်လို့